editor တယောက်လောက်ရှာရင်ကောင်းမယ်တဲ့ bro တဲ့အဲ့ဒါဆိုရင်မိုက်ပါတဲ့ editor တယောက်မကပါဘူးကိုတို့3-4 ယောက်ရှာနေပါတယ်စိတ်ဝင်စားရဲဆိုရင်အကိုမက်မှာအကိုတို့ရဲ့ email ကိုထားခဲ့ပေးမယ် CV တွေပို့ပေးပါ freelance ပဲလုပ်ရပါမယ်အိမ်ကနေပဲလုပ်ရုံပဲတကယ်တော်တဲ့အလုပ်စူးစမ်းခြင်းနဲ့တကယ်ကျွမ်းကျင်တဲ့ it's me ရဲ့ fan လည်းဖြစ်တယ်အကိုတို့နဲ့ထိထိရောက်ရောက်လုပ်သွားခြင်းနဲ့ဆိုရဲ editor တွေကိုဖိတ်ခေါ်နေပါတယ်အကို YouTube channel လည်းလုပ်ဖို့ရှိတယ် TikTok လည်းလုပ်ဖို့ရှိ TikTok ကိုလည်းဒါထက်မကပို့ပြီးတော့ကောင်းအောင်လုပ်သွားမယ်အဲ့တော့စိတ်ဝင်စားရဲဆိုရင်အောက်မှာ man မှာအကို CV ကိုပို့ပေးရမယ် email ကိုထားခဲ့ပေးပါမယ်တန်းပညာအရေးချင်းမရှိတဲ့လူတယောက်ကတဲ့အောင်မြင်ရနိုင်လားအောင်မြင်မှုရနိုင်လား reply လေးနဲ့ပြန်ပေးပါအတန်းပညာမရှိတဲ့လူကအောင်မြင်မှုရနိုင်ခြေတချို့နေရာတွေမှာဆိုတော့ပိုများသေးရဲ့ပေါ့နော်အကိုပြောချင်တာစာအုပ်ထဲကပညာဆိုတာစာတတ်ရုံနဲ့ပညာတတ်တာနဲ့မတူဘူးပေါ့နော်ပညာဆိုတာအများကြီးရှိပါသေးတယ်အတွေ့အကြုံတွေဘဝအတွေ့အကြုံတွေလေးလာမှုတွေပေါ်မှာမူတည်ပြီးတော့ပညာတွေကအများကြီးရမှာပါကျောင်းအတန်းပညာတွေပြီးတော့အကိုပြောပြမယ်အကိုရဲ့ဘဝမှာကြုံမှုတယ်အဲ့လိုမျိုးနိုင်ငံခြားမှာ Oxford တို့ Bard တို့မှာပြီးထားပြီးတော့စောက်သုံးမကြတဲ့လူတွေအများကြီးပါပဲအဲ့တော့ပြောချင်တာပညာဆိုတဲ့ပညာထားပါတော့ကိုက engineer ဖြစ်ချင်တယ်ဆရာဝန်ဖြစ်ချင်တယ်ဆိုရင် yes အဲ့ဒါဆိုရင်လိုတယ်အောင်မြင်မှုကအများကြီးရှာလို့ရပါတယ်ဆရာဝန်ဖြစ်မှအောင်မြင်မှာမဟုတ်ဘူး engineer ဖြစ်မှအောင်မြင်မှာမဟုတ်ဘူးအဲ့ပညာတွေကဘယ်မှာလေးလာလို့ရလဲဆိုတော့အခုဖုန်းရှိရဖုန်းရှိရင်အကုန်လေးလာလို့ရတဲ့ခက်ဖြစ်သွားပါပြီအားမငယ်ပါနဲ့ fight ပါရအောင်လုပ်ပါကို့အထာနဲ့ကိုနေပါလားတဲ့လိုက်ပြီး attention ရှာမနေနဲ့ဒါပေမဲ့ဒီခက်က attention economy attention ခက်ဖြစ်သွားပါပြီ Elon Musk ဆို Donald Trump တို့တော့ attention ရှာနေတဲ့ခက်ပေါ့နော်အကိုကလည်းတကယ်တမ်းကပြီးတော့ attention ရှာနေရမှာမဟုတ်ဘူးသိရမလား online ပေါ်မှာရန်ဖြစ်ပြီး attention ရှာနေရမှာမဟုတ်ဘူးသိရမလားစောက်ချောက်လို့စကားတွေပြောပြီးတော့လည်း attention ရှာနေရမှာမဟုတ်ပါဘူးအကိုကပညာတွေကိုအထီးရောက်ဆုံး second ပိုင်းအတွင်းပေးနိုင်တဲ့ပညာနဲ့အကိုက attention ရှာနေရပါမကြည့်နိုင်ရင်မကြည့်ပါနဲ့ follow မလုပ်ပါနဲ့အခုရှိမှတစ်သက်လုံးမှာ follow လုပ်ခဲ့ပေးပါတခြား content creator တွေလို့အောက်မှာ man ခဲ့ပေးပါဆိုတော့တစ်သက်လုံးမှာတစ်ခွန်းတော့မပြောဘူးပေါ့နော်အကိုပြောရရှင်းရှင်းလေးအကိုလုပ်နေတာဒါအကောင်းဆုံးအနေနဲ့ space ဆက်သွားမယ်ဆိုရရည်ရွယ်ချက်နဲ့လုပ်နေတာပါမကြည့်နိုင်ရင် follow မလုပ်ပါနဲ့ follow ဖြုတ်သွားလည်းရတယ်စောက်ကြည့်ကုန်စိုက်ပါမလေးရှားမှာဘာ language သုံးတာလဲတဲ့မလေးသုံးတယ်တော်တော်များများအင်္ဂလိပ်လိုရတယ်အဲ့တော့အင်္ဂလိပ်လိုရယုံနဲ့မလေးရှားမှာအေးအေးစစ်စစ်ပါပဲဒါပေမဲ့တကယ်သုံးတဲ့ language တွေကမလေးသုံးတယ်တရုတ်သုံးတယ်ပြီးရင် Indian Tamil တွေသုံးတယ်များတယ်ပေါ့နော်ဒါပေမဲ့အများဆုံးကတော့ English ရရင်ကိုကြိုက်တဲ့နေရာမှာ communicate လုပ်လို့ရတယ် University တွေမှာတော့အကုန်လုံးအင်္ဂလိပ်လိုပဲပြောတယ်ကြိုက်တဲ့နေရာသွားအင်္ဂလိပ်လိုပြောလို့ရရင်အဆင်ပြေတယ်မလေးရှား